สนับสนุนโดยบริษัทบางจากคอร์ปอเรชั่นจำกัดมหาชนรังสรรค์โลกยั่งยืนด้วยนวัตกรรมสีเขียวတိုင်မပြီးပဲဓာတ်လိုက်ကုန်မယ်အကုန်လုံးနည်းနည်းလေးအချိန်ဟိုဟာဖြစ်လာရင်တော့ဒီတကြောကြီးကဒါတော်တော်လေးစီပါလာပါခေါင်းတိုက်ကြီးပြောရင်ဘယ်လိုလုပ်မလဲဒီပါလားနားပါရကွာတိတ်လို့走啊往这边走啊走啊老板，赶紧弄点，买里吧。走啊，哥，走着，走啊。ငလေးကမပြီးသေးဘူးနော်ငလေးကမပြီးသေးဘူးကြံသေးတယ်ဒီနေရာကောင်းတယ်တိုက်တုတ်ကြတောင်းတော့ဒီနေရာလွတ်တယ်ဟုတ်တယ်ငလေးကနည်းနည်းထက်လို့ရင်တော့ပြုံပါသီးလားပြုံမဲနေတာခုနကခေါင်းနှဲ့ထားပြီးသွားပြီ来就完毕。来就完毕。
ဓာတ်လိုက်ကုန်မယ်အကုန်လုံးနည်းနည်းလေးအချိန်ဟိုဖြစ်လာရင်တော့ဒီတကြောကြီးကဒါတော်တော်လေးတော့ပြင်းတယ်ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ခါတိုင်းကမောင်းနေမသိရဘူးကမောင်းနေနဲ့ကားတွေပါရမ်းထွက်ကုန်တာဆိုတော့တတိလေးနဲ့နေကြဘူးလို့လူတယ်အချိန်နေတော်တော်မကောင်းပါဘူးနောက်တစ်ချိန်ဒီပုံစံထပ်ခတ်မယ်ဆိုရင်တော့တော်တော်မချောင်ဘူးအိမ်နေအကုန်လုံးမျက်စိရှိတယ်လေအဲ့အမြင့်ကြီးတွေကလိမ့်ကုန်တယ်လူလိမ့်ကုန်တာမီးသက်ကားတွေလည်းထွက်ပြီးတခြားလည်းဘယ်နာတွေပြိုမှန်းမသိဘူးပေါ့နော်ဒီတစ်ခါပြိုတာတော့ပြိုကြအောင်ပါဟိုးပေါ်မှာမီးလောင်နေတယ်အရေးတယ်မှာဟိုးပေါ်မှာဒါမီးလဲထလောင်နေတယ်ဒီငလျင်ရဲ့နောက်ဆက်တွဲပဲဖြစ်ပါပဲတော့ဒီငလျင်ကြောင့်မလို့ပဲရှင်းတာပဲမီးတော့လောင်နေပြန်ပြီမီးကိုတွေလည်းတော်တော်ကျန်းနေပြီလုံးကျန်းနေမတ်တက်ကိုရက်လို့မရဘူးမတ်တက်ကိုရက်လို့မရပဲအကုန်လုံးလေလွတ်ရတွေမှာအကုန်အောက်ကိုဝင်နေရတာတော်တော်ဆိုးသွားတယ်ဒီငလျင်ကတော်တော်ကိုကျန်းတာနော်အခုကားအဲ့မဲ့ဒီတိုင်းပဲအဲ့တိုင်းပဲရက်ပြရတာကားတွေရက်ပြရဒီတိုင်းရက်ထားရတယ်ဘာမှမတတ်နိုင်ဘူးနော်ဟိုမှာဓာတ်ကြိုးတွေနဲ့အကုန် short တွေလည်းဖြစ်ကုန်မယ်လူတွေကကြောက်အားလန့်နဲ့ဇွတ်ပြေးနေကြတယ်အကုန်ပြိုတယ်ဟိုဘက်မှာလည်းပြိုတယ်တဲ့နော်ဟိုဘက်တွေလည်းပြိုကုန်တယ်တော်တော်လေးပြိုတဲ့အိမ်တွေဒီတစ်ခါတော့စပြီးမန်းလေးမှာတွေ့ရတာပေါ့နော်ဟိုဘက်မှာလည်းပြိုနေတယ်တဲ့ဒါကြောင့်အရေးတယ်မီးရထလောင်နေတယ်ဟိုမှာမီးလောင်နေတယ်မီးသက်ကားတွေလည်းအလုံးရှုံနေတယ်တော်တော်ကိုယ့်အိမ်မှာပဲကိုနည်းနည်းလေးစင်ချင်းနေရမယ်သဘောရှိတယ်ဟောဒါကတော့29လမ်း82လမ်းတောက်မှာပါ ambulance တွေလည်းပြေးနေတယ်ဖြစ်ပြတ်တယ်လို့ပြေးနေတာပေါ့နော်အဲ့တော့ဒီ82လမ်းပေါ်မှာဟိုအရှိမလည်းပြူတယ်လို့ပြောတယ်ဒါပေမဲ့သွားလို့ကမရဘူးလမ်းတွေကဒီမှာပိတ်ကုန်ပြီတော့ဟိုဘက်ကနေပဲတစ်ဖက်လှည့်ပြီးပဲပြန်သွားအောင်ပါပေါ့တော်တော်ဆိုးပါတယ်နော်တော်တော်လေးဟိုခုနကဖရားတရားလေးနဲ့ကိုယ့်အကူနေအရေးရဲ့အကြောင်းရယ်ဆိုရင်လေဟိုစုံဖြတ်ချက်မှားပြီးတော့ဟိုပြေးဒီပြေးမပြေးဖို့လိုတာပေါ့နော်တအားပြေးလွန်းရင်လည်းဒုက္ခရောက်တတ်တယ်ဒီဟာသွားလို့တော့ရဒါပေမဲ့အန်ရီများပါတယ်ဦးလေးဟိုဘက်ကသွားပါလျှက်စစ်မီးတွေကဘာတွေမှမသိလို့နော်ဒီလိုဖြစ်သွားတယ်ဗျာအခြေအနေကတော့မြင်တဲ့အတိုင်းပဲတော့ကားတော့မှဖလဝါရမ်းသွားပြီဟိုမှာသွားပြီးတော့ကွန်ကရစ်တိုင်တွေကွန်ပျူတာဟိုအရှိမလည်းပြူတယ်ဆိုတော့ဘာပြူမှတော့မသိဘူးဆိုတော့တော်မကောင်းပါဘူးဟိုပေါ်လဲဟိုမှာတိုက်ကတဝက်ပြူသွားတာတွေ့လားမသိဘူးဟိုမှာတဝက်ဘေးကဟိုဟာကြီးပြူသွားဟိုတဲ့အမျိုးသမီးတယောက်ကတော့သတိလစ်ပြီးတော့ခေါ်သွားပြီဒီအိမ်ကပေါ့နော်ဒီလစ်ပြီးခေါ်သွားပြီဆိုတော့အရေးရဲ့အကြောင်းအရာဟိုဘက်မှာမီးရထလောင်တော့ဒီငလျင်အကြောင်းမလို့ပဲနေတာပဲ short တွေပါလိမ့်ဖြစ်မလားမသိဘူးအောက်ထပ်တော့ဘယ်နားတွေဘယ်လိုပြူလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့အိမ်တစ်လုံးပြူသွားတယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့ဘက်ကလည်းမီးတက်မျိုးဆက်တွဲတွေဆက်လာမလားအဲ့လိုကြည့်ရမှာပေါ့ဒီဟာဒါလည်းမီးလောင်နေတဲ့ဟာပြဿနာတစ်မျိုးမီးကိုကလည်းတော်တော်များလာပြီဆိုးပါတယ်အခြေအနေတော်တော်ဆိုးပါတယ်နော်အိမ်အောင်မရောက်သေးဘူးအိမ်ကိုလည်းဖုန်းဆက်တယ်ဆက်လို့ကိုဖုန်းတွေကဆက်လို့ကိုမရတော့ဘူးဆိုတော့လမ်းသွားနေတန်လန်မကားလည်းထူရတာကဲဒါနေမလေးအခြေအနေလေးပါအားလုံးပြီးကင်းကြပါသေးဗျာပြီးကင်းကြပါသေးအခုပေါ့ဒီလေးဖန်မထားနဲ့ဘာမနဲ့မ
သုံးကြည့်သေးတယ်မပြင်းနဲ့တော့တမင်းနော်အဖေမဲနဲ့ဒီနေတက်လားဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လနဲ့ဟုတ်ပါဗျာနော်不敢摘了，不敢摘了，慢点。好了。这个家到了。到了，啦！有人怎么办？拿水都要弄。